Pressure Draw only ကိုပဲရိုက်ချိုးဖို့အတွက်ကတော့ဒီကြီးကတော့ပုံပေါ်ရတဲ့ပုံပဲဗျလေမာနဲ့တော့ရောက်ကိုဆိုလို့နော်ခုနဒေလီကတော့လည်းကျန်းနေခဲ့ပြီဒီကောလေးတွေဒီပုံလေးတွေပဲလက်လျှော့ပြရင်းနေပဲ9កောင်လောက်ထိုင်ပြီးတော့ပြနေတဲ့အချိန်တွေတခုတော့ HPD ကတော့ခံစားနေရတဲ့ဒီကြားထဲမှာတစ်ခါလေး dress ဆန်လိုက်ရပြန်နောက်မှတန်းပြီးတော့ဒီရောဝါဆိုနေတဲ့ပါဆယ်လေးကဆွဲချင်နေတာ distribution live ဖြစ်နေတဲ့ဒီ ion နဲ့အဲ့ဒီကြားထဲမှာစိတ်ရှုပ်ပြစိတ်သက်ချက်ဒီကြားထဲမှာ distribution လေးပိုင်းမှာတော့အားပေးတာတော့ရှိတယ်နောက်မှကြားကြီးကိုပြန်ပြီးတော့ pressure ပေးခံရကြတော့လည်း play ခိုင်းတော့စားတဲ့တိုင်တော့ခံတော့ကနေနောက်လည်းတိုင်တော့သွားပြီးတော့ကြီးနေခဲ့တဲ့အချိန်တွေတခုမှာတာဘုံနဲ့တိုင်တော့ 1-1 အနေထားမှာဘာမှတော့ဆက်မဖြစ်သွားဘူးဆိုပေမဲ့ဒီဘက်ချက်မှာနောက်ကတိုင်အောင်လမ်းပြီးနေတဲ့ launch ပိုင်းကအရင် damage တွေအားကောင်းတယ်ဆိုတဲ့အချိန်တွေတခုမှာတော့ကိုစီတကောင်မှာသုံးသက်နေတယ်နောက်ကကြံခဲ့တဲ့တာဘုံကိုယ်တိုင်က3កောင်4កောင်ကြားလောက်တိကမှညက်နေခဲ့တဲ့အချိန်တွေတခုမှာတော့သူကိုယ်တိုင်မှာပြန်လဲပြီးတော့ပေးလိုက်ရပြန်ပဲ final မှာတော့ရှိနေတယ်ဆိုတော့ဒီလောက်နောက်ကပ်ဖို့တော်တော်ခက်ခဲနေခဲ့ပြီးအမှလည်းကျွန်တော်တန်းဘာဖောင်လေးပြန်ပြောင်းပြီးဆွဲဆူရတဲ့အချိန်တွေတခုမှာဒူးနောက်မှရှိနေတဲ့2កောင်တော့ pressure လိုက်ပြီးကိုကြိုးစားနေပြီတစ်ခါမှလည်းပြန်ဝင်လာတဲ့ Leo Ray အာရုံနဲ့ပြေးဖို့ကြိုးစားနေပြီအမှလည်း cross dash တွေကြားထဲမှာတော့4កောင်ကြားထဲမှာညက်နေခဲ့တဲ့တာဘုံတကောင်တော့ထပ်ပြီးတော့ပေးလိုက်ရတယ်ပေါ့နောက်ဆုံးယူရဲပေါ်ညက်ပြီးတော့ခက်ခဲတယ်အဲ့ဒီဆိုတော့ဖူးကြားထဲမှာဘန်ကြောင်းတက်နေတော့တောင်းတယ်အဲ့ဒါမှဒါမှရှင်းတဲ့ flash ကိုင်းရတာ80ပဲအဲ့ဒါတစ်ခုတည်းပဲဒီကျန်းရှိတဲ့2កောင်တွေရှော့သွားနေတယ်အဲ့တော့မှလက်ရှိမှာတော့ကာရီမာတင်တော့တရားနေမသူနေဘာကလည်းပြန်တော့ပဲအိုးရောက်ခွဲသွားပဲနောက်မှဒီကိုပဲထပ်မှပြီးတော့ဆက်တပ်ပေးထားလိုက်ပြီဒါလည်းတော့ပြီးတော့လည်းမရောက်ဘူးမှလည်းဘိုးနေတော့ဖိုင်းတော့ပြောတိုက်ထားနေမှာရောက်မှနေပြီးတော့ခင်ဗျားလည်းအဲ့တော့လမ်းစတဲ့ပြီးတော့ပြန်တော့ပဲကြောက်ခွဲထားသေးတဲ့နောက်မှာကဲနောက်ဆုံးမှထိုင်လို့ပဲဒီဆုံးသွားခဲ့ရင်တော့တော်တော်ကြာသွားပြီအမေတဲ့တော့အဲ့တော့မို့တယ်ဒါပေမဲ့အောက်မှာ glue တော့ပြန်ပြီးဆွဲပေါ်ခဲ့တဲ့ damage နဲ့ပဲကျော်လာနိုင်တယ်ရှိတယ်ဒါပေမဲ့တစ်ခါကလုံးဝသိပြောတယ်ဆမ်းပါဆို DGU ကတော့ DGU ပါပဲဆိုတော့လက်ရှိ situation မှာဆိုရင်တော်ယူမှာပဲရောအဆင်ပြေနေသားသလိုမျိုးပဲ Hiroki ကတော့ AC နဲ့ဆိုတော့တော်ယူမှာပဲတော့ keep ပြရမှာတော်တာအဲ့ဒါမှတော်ရမှာတူးမယ်ဆိုတော့ချိန်တော့ပြောတဲ့ finish ကြလာချက်တိကြတော့မရတော့အဲ့မှာကျွန်တော် Fury တေးတော့ထောင်းမရတော့ BC ကိုလည်းခင်းတော့ fire missile ကြားထဲမှာထိုက်ပြီးတော့ပဲ strike ကို set ပြီးထွက်လာမယ်။နောက်ပြန်လိုက် David ဆိုတော့ဒါမှမရှာဘူး။ test တယ်။ဟုတ်ဘာမှလုပ်လို့မရဘူး။ရင်းရော triple လိုပဲဒီကဒီနားတစ်မှာမာရှာ engage ဖြစ်လာနေတာ။ရန် aggressive တော့မယ်။အဲ့ဒါလေးပေါ့။ focus ကိုအဲ့ဒါမှကြည့်ရမယ်။ဒီကတော့ထောက်ပြီးသားကဲနောက်မှာတော့ချက်ပဲ fire missile ပုံပေးနေတော့ glue ကြက်တော့ဆွဲပေါ်လိုက်တဲ့နောက်မှာ set မှတ် give size ကိုပုံစံချင်းနဲ့တော့မရှိဘူး။တက်နေတယ်မှာ shifting scan 1 man တစ်ခါတည်းတိုင်းကိုနောက်မှာပြောတယ်။ဒီမှာတော့ထောက်ထားတယ်ဆိုတော့အချိန်လုံးလို့မရဘူး။လုံးပြတာတော့မှဒါဘာမှမရောက်ဆိုတော့တော်တော်အခြေအနေထိုးတယ်။မှန်ကန်ပုံပုံတက်ခါလေးပဲ engage ကိုဒီချီရှူလုံးပြနေကြ။ဒါတော့အနောက်မှာကျွန်တော် Fury ထပ်ပြီးထောင်းထားခဲ့နောက်မှာဆက်ပြန်လာမှရမှာတော့မထပ်ပြီးတော့သူ့ကောင်တွေတော့ကြားနေခဲ့နောက်မှာကျွန်တော် Fury ထပ်ပြီးထောင်းတယ်ဆိုဆန်းတော့လာခဲ့ပြီဒါပေမဲ့တယောက်တည်းပဲကျန်တော့မှကလုံးတော့ပွားလာတယ်ပဲတောက်ချက်မလိုက်တော့ရိုက်တာ fine ပဲဘာကလည်းပြန်တော့မှကာပေးထားသေးရဲ့ဆိုရအောင်မလားလက်စချက်မှာတော့ကဲဆန်းတော့သူ့ရဲ့ကလုံးတွေရောပြေးသွားခဲ့ပြီပြဆိုသူလည်းတယောက်ပဲကျန်အဲ့တော့မှဂျေးကလေးကပြန်ထွက်ပြီးတော့ဖီးနေကျလာခဲ့နောက်မှာတော့ပုံမှန်သွားပြီးတော့မှ flying cloud ကြီးစီးနေရကားမှာမရသေးဘူးအဲ့တော့မှကောလို့ crystal draw audio ပဲတက်ရိုက်ချင်းနေပဲ DGU ကောင်းမဆုံးပဲပွဲလေးတော့အံ့ခဲ့ပြီဗျာ